ကိုကအလုပ်တစ်ခုကိုစားလုပ်ဖို့အတွက်ကိုမှကျွမ်းကျင်မှုရှိမှအရန်တော်မှစားလုပ်မှထက်အခုကိုကျွမ်းကျင်သလောက်နဲ့စားလုပ်ဖို့ကအရေးကြီးတယ်အလုပ်တစ်ခုကိုစားလုပ်တာနဲ့ချက်ချင်းအောင်မြင်သွားတာမဟုတ်ဘူးအောင်မြင်မှုရဖို့ကအချိန်တစ်ခုလိုတယ်အချိန်ပေးရတယ်လူတော်တော်များများကစိတ်အားထက်သန်တဲ့အခါလုပ်တယ်စိတ်ဝင်စားမှုမရှိရင်မလုပ်တော့ဘူးအဲ့ဒီလိုရက်လိုက်တဲ့အခါမှာဘာရလမ်းမှမရဘူးဒါကြောင့်အလုံးမဖြစ်ဘူးလို့ထင်ကြတယ်အမှန်တကယ်တော့ကိုဘလောက်ဇွဲရှိလုပ်နိုင်လဲအဆက်မပြတ်တောက်လျှောက်လုပ်ဖြစ်လားအဲ့ဒါကကိုသွားမဲ့ပန်းတိုင်ကိုရောက်နိုင်လားမရောက်နိုင်ဘူးလားဆိုတာဆုံးဖြတ်သွားလိမ့်မယ်ဘယ်အရာပဲလုပ်ဇွဲရှိနဲ့ဇက်တိုင်းလုပ်ရင်အောင်မြင်မယ်ဆိုတာယုံကြည်ရမယ်တနေရာမှာအရန်ထူးချွန်မှစားလို့ရမှာမဟုတ်ဘူးလုပ်ရင်းနဲ့ပဲထူးချွန်သွားလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်